One Championship လို့ promotion မှာတေချာမပြင်းစင်မလိကျင်ပဲအရှိတကွက်အရှုံးပေးခဲ့ရတဲ့မြန်မာ fighter တွေကိုရိုးရလက်ခွေခံတဲ့ဝန်မွေးမောင်ကတော့အားရမှုမရှိမနီးပဲနေရာချင်းသာလဲလို့ရရဲ့လဲလိုက်ချင်းကောင်းရိုးရ fighter တွေပေါ်အားမလို့အားမရပြောကြားလိုက်ပါပြီဟုတ်ပါတယ်ခုနောက်ပိုင်း One Championship ကမျက်နှာသစ် fighter တွေကိုပွဲထွက်ခွင့်အခွင့်အရေးတွေအများကြီးပေးခဲ့ပြီးမြင်မြန်မာ fighter အများစုကတော့အမိယာမစွတ်ကင်နိုင်ပဲကျူးဝိုင်းထဲမှာပဲအရှိတကွက်အကျိုးနဲ့အရှုံးပေးခဲ့ကြရတာပါဂျော်ရှူအာပိုင်းရဲ့မြန်မာပရိသတ်တွေအပေါ်လွှမ်းမိုးမှုကြောင့် One Championship ကမြန်မာ fighter တွေကိုအပတ်စဉ်တိုင်းလို့ပွေးထုတ်ပေးခဲ့တာပါလာမယ့် February လ20ရက်နေ့မှာလဲ Veronica လို fighter အပြင်တခြားဘယ် fighter တွေကိုပွေးထုတ်လာအောင်မလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်ထိုးကြီးရရင်ပြီးရောဆိုတဲ့စိတ်ဓာတ်မျိုးနဲ့တော့ One Championship လို့ promotion မှာတွားရှင်ပြိုင်းရင်အောင်လာအန်ဆန်းနောက်ပိုင်း Champion ခါးပတ်ရဖို့ကအတော်လေးကိုမလွယ်ကူတဲ့ကိစ္စလို့မြင်မိပါတယ်တေချာမလီချင်းပဲဝမ်းမှာတွားထိုးရင်တော့ကျွန်တော်တို့မြန်မာ fighter တွေကအရေးအတွက်ပဲများမှာဖြစ်ပြီးပြိုင်ဖက် fighter တွေရဲ့မွေးပြောင်းခြင်းကိုခံနေရအောင်မှလည်းထင်ပါတယ်ဒါကြောင့်မြန်မာ fighter တွေအနေနဲ့ One Championship လို့ Asia ရဲ့ ထိပ်တန်း promotion မှာတွားထိုးတော့မယ်ဆိုပြင်ဆင်မှုကောင်းကောင်းနဲ့ပြိုင်ဖက်ရဲ့အားသာချက်အားနည်းချက်တွေကိုတေချာလေ့လာပြီးမှတွားထိုးတင်တယ်လို့မြင်မိပါတယ်မြန်မာ fighter တွေအားလုံးဝမ်းမှာနိုင်ပွဲတွေစုခုနိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်